မြန်မာလူမျိုးတယောက်ကအာလူလို့ပြောလိုက်ရင်နီပေါလူမျိုးတယောက်ကလည်းဒါကိုဘာသာပြန်စရာမလိုပဲနားလည်ပါလိမ့်မယ်။ဘာလို့လဲဆိုတော့သူတို့စီမှာလည်းဒီစကားလုံးကိုအတန်နဲ့မပြောင်းပဲအာလူလို့ပဲခေါ်ကြလို့ပါ။တကယ်တော့နီပေါလူမျိုးမှမဟုတ်ပါဘူး။ဟင်ဒီ၊ဘင်္ဂလီ၊အိုရဒူ၊ပန်ဂျာဘီ၊စင်ဒီစတဲ့ဘာသာစကားပြောတဲ့သူတွေကလည်းဒီစကားလုံးကိုနားလည်ကြမှာပါ။ဒီတော့အာလူဆိုတဲ့အတန်တစ်ခုတည်းကဘာလို့ဒီလိုဘာသာစကားမျိုးမှာသွားပြီးတော့တူနေကြတာလဲ။ဒီမေကွန်းရဲ့အဖြေကိုရှာဖို့အတွက်ဆိုရင်လွန်ခဲ့တဲ့ရာစုနှစ်ပေါင်းများစွာကိုပြန်သွားရပါလိမ့်မယ်။တကယ်တော့အာလူရဲ့မူလဇာတိကအာရှတိုက်ကမဟုတ်ပါဘူး။တောင်အမေရိကတိုက်ကအင်ဒီစ်တောင်တန်းတွေအတိအကျပြောရရင်ဒီနေ့ခေတ်ပီရူးနဲ့ဘိုလီဗီးယားနိုင်ငံတွေရှိတဲ့နေရာပါအဲ့ဒီနေရာမှာလွန်ခဲ့တဲ့နှစ်ပေါင်း8000လောက်ကတည်းကအင်ကာလူမျိုးတွေဟာဒီမြေအောက်တွေကိုစတင်စိုက်ပျိုးခဲ့ကြပါတယ်အဲ့ဒီတုန်းကအင်ကာလူမျိုးတွေဟာသူတို့ရဲ့ဘာသာစကားနဲ့ဒီဥတွေကိုပါလို့ခေါ်ခဲ့ကြပါတယ်16ရာစုမှာစပိန်နဲ့ပေါ်တူဂီစူးစမ်းရှာဖွေရေးသမားတွေတောင်အမေရိကတိုက်ကိုရောက်သွားတဲ့အခါမှာဒီပင်တွေကိုတွေ့သွားပြီးတော့ဥရောပတိုက်ကိုပြန်တက်လာခဲ့ကြပါတယ်ဥရောပတိုက်ကိုရောက်တဲ့အခါပါဆိုတဲ့စကားလုံးနဲ့ကစုံကိုယဉ်ညွန်းတဲ့ဘာတာဆိုတဲ့စကားလုံးတွေရဲ့လွှမ်းမိုးမှုအောက်မှာနောက်ပိုင်းမှာအင်္ဂလိပ်လိုပိုတေတိုဆိုပြီးတော့ဖြစ်လာခဲ့ကြပါတယ်ဒီတော့အင်္ဂလိပ်စကားလုံးပိုတေတိုကနေအာရှကိုရောက်တဲ့အခါဘာလို့အာလူဖြစ်သွားရတာလဲဒါကတော့ပေါ်တူဂီသင်္ဘောသားတွေကြောင့်လို့ပြောရမှာပါ18ရာစုအစောပိုင်းမှာပေါ်တူဂီကုန်သည်တွေဟာအိန္ဒိယနိုင်ငံအနောက်ဘက်ကမ်းရိုးတန်းကဂိုအာနဲ့ဆူရက်လိုစိတ်ကမ်းမြို့တွေကိုဒီအာလူတွေတက်လာကြပါတယ်အိန္ဒိယကိုစောက်တဲ့ချိန်မှာအာလူဟာဒေသခံတွေအတွက်လုံးဝအသစ်ဆန်းပါဒါပေမဲ့အိန္ဒိယလူမျိုးတွေကပေါ်တူဂီတွေခေါ်ခဲ့တဲ့နာမည်ကိုအလွယ်တကူမယူခဲ့ကြပါဘူးအဲ့ဒီအစားသူတို့စီမှာရှင်းနေပေါင်းများစွာတွေကရှိနေခဲ့တဲ့တက္ကသဘာသာစကားတွေကစကားလုံးတစ်ခုကိုအသုံးပြုခဲ့ကြပါတယ်တက္ကသဘာသာစကားမှာအာလူဆိုတဲ့စကားလုံးရှိပြီးမူလကမြေအောက်ဥဒချုပ်ကိုရည်ညွှန်းခဲ့တာပါဒီလိုနဲ့ဒီစကားလုံးကိုတောင်အမေရိကတက်ကနေအိန္ဒိယစီရေရှားမြေရှားဖြတ်လာတဲ့မြေအောက်အတွက်ပါအသုံးပြုလာကြပြီးအာလူဆိုတဲ့နာမည်နဲ့လူသိများလာခဲ့ပါတယ်အိန္ဒိယမှာအာလူစိုက်ပျိုးမှုအောင်မြင်သွားတဲ့အခါကုန်သွယ်ရေးလမ်းကြောင်းတွေကတဆင့်ဘင်္ဂလားဒေ့ရှ်နီပေါမြန်မာစတဲ့အိန္ဒိယနိုင်ငံတွေကိုဆက်ပြီးတော့ပြန့်နှံ့သွားပါတယ်ဘာသာပြည်သားပညာရှင်တွေကဒီလိုကွန်ပျူတာတွေနဲ့အတူနိုင်ငံနိုင်ငံကနေနောက်နိုင်ငံကိုအတန်နဲ့မပြောင်းလဲဘဲနဲ့အသုံးတင်သွားတဲ့စကားလုံးတွေကို Wonder Word ဒါမှမဟုတ်ခီးသွားစကားလုံးများလို့ခေါ်ဝေါ်ကြပါတယ်ဒီလိုမျိုးနိုင်ငံဖြတ်ကျော်ပြီးအတန်နဲ့တူနေတာအာလူတစ်ခုတည်းမဟုတ်ပါဘူးနောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့စကားလုံးကတော့နနတ်သီးပါနနတ်သီးရဲ့မူရင်းဒေသဖြစ်တဲ့တောင်အမေရိကတိုက်ကတူပီလူမျိုးတွေကဒီအသီးကို Nanas လို့ခေါ်ကြပါတယ်ဒါကိုပေါ်တူဂီတွေကကမ္ဘာနှံ့ယူဆောင်သွားတဲ့အခါနိုင်ငံတကာမှာ Ananas လို့ဖြစ်သွားပြီးပြင်သစ်ဂျာမန်အီတလီရုရှားတူရကီအာရပ်စတဲ့ဘာသာစကားအများစုမှာ Ananas လို့ခေါ်ကြပါတယ်နောက်ပြီးအရှေ့တောင်အာရှကအင်ဒိုနီးရှားနဲ့မလေးရှားတို့မှာလည်း Nanas လို့ခေါ်ကြပါတယ်ကျွန်တော်တို့ရဲ့မြန်မာနိုင်ငံမှာတော့ဒါကိုနနတ်သီးလို့ပဲခက်စစ်စင်သုံးဆွဲကြပါတယ်ဒီလိုစကားလုံးတွေထဲမှာကမ္ဘာပေါ်မှာအထင်ရှားဆုံးလို့ပြောရမယ်နောက်ထပ်ဥပမာတစ်ခုကတော့လက်ဖက်ရည်ပါတရုတ်ပြည်ကနေစတင်ခဲ့တဲ့လက်ဖက်ရည်ဟာကမ္ဘာအနှံ့ကိုလမ်းကြောင်းနှစ်ခုနဲ့ပြန့်နှံ့ခဲ့ပါတယ်ကုန်းလမ်းဖြစ်တဲ့ပိုးလမ်းမကြီးကလည်းဆင်တည်သွားတဲ့နိုင်ငံတွေဥပမာအိန္ဒိယအာရပ်ရုရှားတွေကတရုတ်စကားလုံးခြာကိုအခြေခံပြီးခြိုင်လို့ခေါ်ကြပါတယ်ဒါပေမဲ့ပင်လယ်ရေကြောင်းကတဆင့်သင်္ဘောနဲ့လာဝဲတဲ့ဥရောပနိုင်ငံတွေကတော့တရုတ်ပြည်တောင်ပိုင်းကအတန်တွဲထေကိုအခြေခံပြီးထီလို့ခေါ်ကြပါတယ်ဒါကြောင့်ကမ္ဘာပေါ်ကနိုင်ငံတော်များဟာလက်ဖက်ရည်ကိုခြာသို့မဟုတ်တီးဆိုတဲ့အတန်တစ်မျိုးတွေကတစ်မျိုးမျိုးနဲ့သုံးဆွဲနေကြဖြစ်ပါတယ်ဒါပေမဲ့ဒီထဲမှာကျွန်တော်တို့ရဲ့မြန်မာနိုင်ငံတော့မပါဝင်ပါဘူးဘာလို့လဲဆိုတော့လက်ဖက်ပင်ရဲ့မူလဒေသကတရုတ်နိုင်ငံယူနယ်ပြည်နယ်မြန်မာနိုင်ငံအရှေ့မြောက်ပိုင်းနဲ့အနီးဝန်းကျင်ဒေသတွေဖြစ်နေလို့ပါဒါကြောင့်ကမ္ဘာနိုင်ငံအများစုလို့တရုတ်ပြည်ကနေခြာသို့မဟုတ်တီးဆိုတဲ့စကားလုံးကိုငှားယူသုံးစွဲတာမျိုးမဟုတ်ဘဲနဲ့ကိုယ့်ဒေသရဲ့ရှေးအောင်စကားလုံးကိုပဲဆက်လက်အသုံးပြုတာဖြစ်နိုင်တယ်လို့ဘာသာပေပညာရှင်တွေကယူဆကြပါတယ်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲမိတ်ဆွေတို့သိထားတဲ့ Wonder Word ခီးသွားစကားလုံးတွေရှိရင်လည်း comment မှာရေးခဲ့ပေးပါဦးနောက်ထပ်ဗီဒီယိုတွေမှာလည်းလူမျိုးစိတ်ဝင်စားတဲ့ကောင်းတဲ့အကြောင်းအရာတွေနဲ့ပြန်လာခဲ့ပါမယ်ကျွန်တော်နာမည်ကတော့ Adrian ပါ